မက္ကဆီကိုမှာနာမည်ကြီးတရဲမဖြစ်တဲ့လာရိုရိုနာကိုကောင်းလေးတစ်ယောက်ကကင်မရာနဲ့ရိုက်ကူးခဲ့မိရဲဆိုတဲ့အဖြစ်ကိုသိပြီးကြပြီလားဒီဖြစ်ရဆိုလို့ရှိရင်ကြောချမ်းစရာအခြေအနေတစ်ခုပါပဲဒီနေ့မှာတော့လာရိုနာအကြောင်းမသိသေးတဲ့သူတွေအတွက်သူ့ရဲ့အကြောင်းကိုပြပြပေးသွားပါမယ်သူမဟာမာရီယာလို့ခေါ်တဲ့အရန်ကိုချောမောလှပတဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့အလှပအတွက်လည်းအမြဲတမ်းဂုဏ်ယူနေခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါဒီလိုမျိုးအလှကုန်မောင်းနေတဲ့မာရီယာဆိုလို့ရှိရင်အရန်ချမ်းသာတဲ့အမျိုးသားတစ်ယောက်နဲ့ချက်ကြိုက်မိပြီးတော့သူမရဲ့အလှပတွေအကုန်လုံးကိုပုံအော်ပြီးပေးဆက်လိုက်ပါတော့တယ်သူတို့စီမှာဆိုလို့ရှိရင်ကလေး2ယောက်ဖွားမြင်ခဲ့ပြီးတရက်မှာတော့သူမစီကိုဝမ်းနည်းစရာဖြစ်ရဆိုကြီးတစ်ခုကြားရောက်လာပါတော့တယ်သူမဟာသူ့ယောက်ျားဖြစ်သူကိုတခြားမိန်းမတစ်ယောက်နဲ့တွဲသွားပြီးတော့ပျော်ရွှင်နေတာကိုမြင်လိုက်ရတာပါ။သူမရဲ့အလှအပနဲ့ဘဝတစ်ခုလုံးကိုပေးဆက်ထားတဲ့ယောက်ျားတစ်ယောက်ကတခြားမိန်းမတစ်ယောက်နဲ့ပျော်ပါနေတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့အရန်ကိုထိတ်လန့်တုန်လှုပ်သွားပြီးတော့စိတ်ထိခိုက်ကစိတ်မနှက်တဲ့သူတစ်ယောက်လိုဖြစ်သွားပါတော့တယ်။တရက်မှာတော့သူမကကလေး2ယောက်မွေးလိုက်လို့အလှပြတ်သွားပြီးတော့သူ့ယောက်ျားကထားခဲ့တယ်ဆိုတဲ့အတွေးတွေကဝင်လာပြီးသူမွေးရတဲ့ကလေး2ယောက်ကိုမြေကမ်းနှပေးကိုခေါ်ဆောင်သွားပြီးတော့မရေးနှစ်ပြီးတော့အဆုံးစီရင်လိုက်ပါတော့တယ်ဒီလိုမျိုးလောက်ရက်တွေလုပ်ပြီးရဲ့နောက်အသီးစိတ်ပြန်ဝင်လာတဲ့အခါမှာတော့မာရီယာတယောက်ကနောင်နှရချင်းကြီးစွာနဲ့ပဲမြေကမ်းနှပေးမှာထိုင်ငုံနေခဲ့ပါတယ်ဒါပေမဲ့သူမအတွက်ကအချိန်ကအရန်ကိုနောက်ကျသွားခဲ့ပါပြီအသီးစိတ်ပြန်ဝင်လာတဲ့သူမဆိုလို့ရှိရင်ခလေးနဲ့တူတူသူ့ကိုယ်သူလည်းရေထဲခုန်ချပြီးတော့အဆုံးစီရင်လိုက်ပါတော့တယ်အခုချိန်မှာဆိုလို့ရှိရင်တော့မက္ကဆီကိုမြို့ရဲ့လမ်းတစ်လျှောက်မှာသူမရဲ့ကလေးတွေကိုလိုက်လမ်းရှာဖွေနေတတ်ပြီးလူတွေကို6လန့်ကသူကလေးမဟုတ်တဲ့တခြားကလေးတွေကိုတော့ခေါ်ဆောင်သွားတတ်တဲ့တရေမအဖြစ်လူသိများထင်ရှားပါတယ်။